မင်္ဂလာပါကျွန်တော်တို့ကဒီ Drawbridge application မှာကျွန်တော်တို့ဝင်ငွေရချင်တယ်ဝင်ငွေရှာချင်တယ်ဆိုရင်အရေးကြီးဆုံးကဒီကျွန်တော်ပြမယ်နော်ဒီလိုမျိုး ID ကုတ်လေးပေါ့နော်ကျွန်တော်တို့ရဲ့ကိုယ်ပိုင် ID ကုတ်လေးမရှိမဖြစ်အရေးကြီးတယ်ဒါလေးရှိမှကျွန်တော်တို့ကDrawbridge နဲ့ချိတ်ဆက်ပြီးတော့ဒီ ID ကုတ်ကကျွန်တော်တို့နဲ့ Drawbridge ကိုချိတ်ဆက်ထားပြီးတော့ကျွန်တော်တို့ကဈေးကွက်ချက်တွင်ပြီးတော့ commission ကနေပြန်ရတယ်ဝင်ငွေပြန်ရှာလို့ရတယ်အဲ့ဒီ ID ကုတ်မရှိရင်တော့ Drawbridge software ကကျွန်တော်တို့ Lazada တို့ Shopee တို့လိုပဲသူတွေကထုတ်ကုန်ပစ္စည်းတွေကိုကျွန်တော်တို့မှာယူသုံးစွဲရုံပဲပေါ့နော်ဘာမှဝင်ငွေပြန်မရဘူးဒီ ID ကုတ်တစ်ခုရှိမယ်ဆိုရင်တော့ကျွန်တော်တို့ကသက်စာကျွန်တော်တို့ Drawbridge နဲ့လက်သွဲပြီးတော့ဝင်ငွေတွေကန့်သက်မရှိရှာလို့ရတယ်ကိုစူးစမ်းရင်စူးစမ်းသလောက်ပေါ့နော်ကျွန်တော်တို့ကဒီ software ကိုလူတွေအများကြီးသိလာအောင်သုံးလာအောင်ကျွန်တော်တို့ကကြော်ညာပေးတာID ကုတ်ကိုချိတ်ဆက်ပြီးတော့ကြော်ညာပေးတယ်ဒီတော့ software ကို down သွားတဲ့သူတိုင်းကဈေးဝယ်သုံးတဲ့အခါကျရင်ကျွန်တော်တို့က commission ကတွေရတယ်ကြော်ညာကတွေရတယ်ဒီလိုပဲဒါ ID ရှိမှရတယ် ID မရှိရင်မရဘူးပေါ့နော် ID ရှိရင်ကျွန်တော်ဝင်ငွေရှာလို့မရပါဘူးလို့ပြောချင်ပါတယ်ဒါကြောင့် ID ကအရေးကြီးတယ် ID ယူဖို့ကြတော့ကျွန်တော်တို့ဘယ်လိုလုပ်ရမလဲဆိုရင် ID ယူဖို့ကကျွန်တော်တို့ကရိုးရိုးအကောင့်ဖွင့်ပြီးတာ ਨੇ ကျွန်တော်သူ့တွေက promotion ထုတ်ကုန်ပစ္စည်းလေးတစ်ခုကိုတစ်ခါဝယ်သုံးလိုက်တာ ਨੇ ကျွန်တော်တို့ ID ကုတ်ရတယ်ဒါပေမဲ့ ID ကုတ်မယူခင်ကျွန်တော်တို့ကရိုးရိုးအကောင့်ဖွင့်လာတဲ့အချိန်မှာဒီလုပ်ငန်းရဲ့အကြောင်းကိုဒီ Drawbridge ရဲ့စနစ်ပေါ့နော် system ကိုတေချာလေ့လာပြီးနားလည်သဘောပေါက်ပြီးဆိုမှကျွန်တော်တို့က ID ယူပါလို့ပြောချင်ပါတယ်ကျွန်တော်တို့ကဘာမှနားမလည်ပဲနဲ့ ID အရင်မယူပါနဲ့ကျွန်တော်တို့လေ့လာရေးဖွဲ့တွေသင်ကြားရေးဖွဲ့တွေရှိတယ်အဲ့ဒီမှာအခမဲ့သွားရောက်လေ့လာပြီးတော့မှကျွန်တော်တို့ကနားလည်ပြီးဆိုမှဝင်ငွေရတဲ့ ID ကိုယူပါလို့ကျွန်တော်အကြံပြုချင်ပါတယ်အားလုံးပဲအဆင်ပြေကြပါစေ